တရုတ်အစားအသောက်ဗီဒီယိုတွေမှာတက်လာတဲ့ထမင်းနဲ့နေစားလို့ရတဲ့ဝက်ကုန်းပေါ်မီတောက်လေးကိုဒီလိုချက်စားလို့ရပါတယ်။အရင်ဆုံးဝက်သား3 တက်သားကိုပပလေးတွေလှီထုတ်လိုက်ပါ။ဒီလိုပပလေးတွေလှီတာကဝါလို့ပူကောင်းစေပါတယ်။ပြီးရင်တော့ပကံတစ်လုံးနဲ့ထည့်ထားလိုက်ပါ။ထို့နောက်ငရုတ်အချိုသီးတွေကိုဒီလိုအတုံးလေးတွေဖြစ်အောင်လှီလိုက်ပါ။ငရုတ်ပွားအနီတွေကိုလည်းအတုံးသေးလေးတွေတုံးပြီးအခုနောက်ကငရုတ်သီးအချိုတွေနဲ့ရောထည့်လိုက်ပါ။ထို့နောက်ကြက်သွန်ဖြူ4-5 လုံးလောက်ကိုဓာပြနဲ့ရိုက်ပါ။ထိုကြက်သွန်ဖြူပေါ်ကိုအမွှေးကြိုင်ခဲအနေငယ်ထည့်ထားလိုက်ပါဒီလိုဆိုရင်တော့ပြည့်စုံတဲ့ဟင်းတစ်ခွက်ကိုချက်ဖို့အစင်သင်ဖြစ်နေပါပြီအရင်ဆုံးအပူပေးထားတဲ့ဒဲအိုတွေကိုငရုတ်သီးတွေထည့်ပြီးအပူပေးလိုက်ရအောင်အနက်အနေငယ်ထွက်ပြီးညိုလာပြီဆိုရင်တော့ဆဲထုတ်ပြီးပကံလုံးနဲ့ထည့်ထားလိုက်ပါပြီးရင်တော့အဆိုပါဒဲအိုတဲ့ကိုစီအနေငယ်ထည့်လိုက်ပါစီတွေကိုဒဲအိုမျက်နှာပြင်အပြည့်ဖြစ်အောင်မွေပေးလိုက်ပါစီတွေလုံလောက်တဲ့အပူချိန်ရရင်တော့ခုနကဝက်သားပပလေးတွေကိုထည့်ကျော်လိုက်ပါဝက်သားလေးတွေအယောင်တန်းလာပြီဆိုရင်တော့ကြက်သွန်ပြူရိုက်ထားတာတွေကိုလောင်းထည့်လိုက်ပါပြီးရင်တော့ငရုတ်စီအနေငယ်လောင်းထည့်လိုက်ပါဝက်သားတွေအနီအောင်အဆင့်ကိုတန်းပြီးစီခန်းတော့မယ်ဆိုရင်တော့ခုနကဖုတ်ထားတဲ့ငရုတ်သီးတွေကိုလောင်းထည့်လိုက်ပါနှက်အောင်မွေပေးပြီး9 မိနစ်လောက်နေရင်တော့ကြက်သားမို့အနေငယ်ထည့်ပေးလိုက်ပါထို့နောက်ငန်းပြားရီအနေငယ်ကိုပါထည့်လိုက်ပါမိနစ်အနေငယ်ထားပြီးရင်တော့စားလို့ကောင်းတဲ့ဝက်ကုန်းမောင်မီတာကိုရရှိပါပြီနီနီရဲရဲလေးနဲ့ထမင်းနဲ့နေစားလို့ကောင်းတဲ့တရုတ်ဟင်းတစ်ခွက်ကိုရရှိပါပြီခင်ဗျာ